ကြောက်စရာကောင်းတဲ့မာယာရှင်ရဲ့ကျိန်စာဇလန်းကိုစတင်ပါမယ်။ညအချိန်ရွာငယ်လေးတစ်ရွာရဲ့အိမ်ဟောင်းတစ်လုံးထဲမှာမီးအိမ်အလင်းရောင်မိမ့်မိန်နဲ့လူ9ယောက်ထိုင်၍စကားပြောနေကြသည်။သူတို့ဟာဒီကျေးရွာရဲ့သမိုင်းကိုသူတေသနာလုပ်နေတဲ့တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြသည်။ဒီတစ်ခါတော့ကျွန်တော်တို့ထူးထူးခြားခြားတွေ့လိုက်ရပြီးခေါင်းဆောင်ကျောင်းသားစဉ်ကစိတ်လှုပ်ရှားစွာပြောသည်။မာယာရှင်ဆိုတဲ့မိန်းမကနေကြံရစ်ခဲ့တဲ့ကျိန်စာနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေရှာတွေ့တယ်။မာယာရှင်ဆိုတာတကယ်ရှိခဲ့တာလား။အမျိုးသမီးကျောင်းသူတင်တင်ကလမ်းတုံ့ပြန်မေးသည်ရှိခဲ့တယ်။လွန်ခဲ့တဲ့အနှစ်60လောက်ကဒီရွာမှာနေခဲ့တာအလွန်လှပြီးနတ်ဆိုးတွေကိုကိုးကွယ်တယ်လို့လူအများကဆွဆွဲခဲ့ကြတယ်။သူ့ကိုရွာသားတွေကကြောက်တုံးကြီးတွေနဲ့ရိုက်တက်ပြီးအိမ်နဲ့အတူမိရှို့ပစ်ခဲ့ကြတယ်။တေကန်နီးမှာသူကျိန်ဆဲခဲ့တယ်။ငါတေရင်ဒီရွာကမျိုးဆက်တိုင်းတာဦးတွေအသက်20မပြည့်ခင်လှုပ်ဝက်တဲ့ဘဝနဲ့တေဆုံးကြရလိမ့်မယ်။ငါအလောင်းကိုမြုပ်နှံခဲ့တဲ့မြေကြီးကိုငါပြန်လာမယ်တဲ့အားလုံးငင်းငိုင်သွားကြသည်။လေတိုးတန်ကြားရသည့်အလား။တိတ်ဆိတ်သွားသည့်နောက်တစ်နေ့မှစပြီးထူးဆန်းသောအဖြစ်အပျက်များစတင်ဖြစ်ပွားလာသည်။အရင်ဆုံးစဉ်ဟာညဘက်တိုင်းအိမ်မက်ဆိုးမက်လာသည်မက်ခဲသည့်အိမ်မက်ထဲတွင်မိခိုးမဲရောင်အဝတ်ဟောင်းများဝတ်ဆင်ထားသောအမျိုးသမီးတဦးကသူ့ကိုခြေရာခံလိုက်နေသည်သူမရဲ့မျက်လုံးများဟာအလွန်ကြီးမားပြီးဗလာဖြစ်နေကပါးစပ်မှာအနှဲငယ်ဟမ်းပြီးရင်းနေသလိုရှိသည်ပြီးတော့သူတို့ရဲ့အဖွဲ့ဝင်တွေထဲကတယောက်ချင်းစီကြောက်စရာအဖြစ်အပျက်တွေကြုံလာကြရသည်တင်တင်ကညဘက်မှန်ထဲမှာမိန်းမဟောင်းတယောက်ရဲ့မျက်နှာကိုမြင်ရသည်အခြားကြောင့်သားတယောက်ဖြစ်သူကျော်ဟာညဘက်အိမ်သာတက်ရင်လက်သေးချင်းဆိုင်သလိုအတန်တွေကြားရသည့်အဖြစ်အပျက်တွေကတဖြည်းဖြည်းပိုဆိုးလာသည်ဇင်ဟာနေ့စဉ်ပိန်လာပြီးမျက်လုံးတွေချိုင်ဝင်လာသည်သူဟာညဘက်တိုင်းလမ်းလျှောက်ထွက်တက်လာပြီးနိုးလာတဲ့အခါမာယာရှင်ရဲ့အလောင်းမြုပ်နှံထားတယ်လို့ယူဆရတဲ့ကျေးရွာအနောက်ဘက်ကတောအုပ်ထဲမှာနိုးလာတတ်သည့်တညမှာတော့ဇင်ဟာလုံးဝပြောင်းလဲသွားပြီးသူ့မျက်လုံးတွေဟာဗလာဖြစ်နေပြီးခန္ဓာကိုယ်ကအေးဆက်နေသည်သူဟာသူ့တငယ်ချင်းတွေကိုစိတ်မရှိဘဲရန်မူလာသည်သူ့ပါဇက်ကနေမိမ့်မတန်စိမ့်တဲ့တန်နဲ့ငါပြန်ရောက်လာပြီငါခန္ဓာကိုယ်တစ်လိုအပ်နေပြီလို့ပြောလိုက်သည်ចောင်းသားအုပ်စုလိုက်ထွက်ပြေးရန်ဆုံးဖြတ်ကြသည်သို့တော်ကျေးရွာထဲသို့ပြန်ဝင်ရန်လမ်းတိုင်းကွယ်နေသလိုဖြစ်နေသည်ကျေးရွာရဲ့အိမ်တွေအားလုံးတကားပိတ်ထားပြီးမီးလင်းနေတော့လဲလူတန်းဟာတခါမျှမကြားရချေနောက်ဆုံးမှာဇင်ဟာလုံးဝပျောက်ကွယ်သွားသည်သူ့ကိုရှာဖွေရင်းကြံရစ်သူចောင်းသားတွေဟာကျေးရွာအနောက်ဘက်ကတောအုပ်ထဲရောက်သွားကြသည်ထိုနေရာတွင်အိမ်ဟောင်းပြက်တစ်ခုကိုတွေ့ရသည်အိမ်ထဲဝင်သွားကြည့်သည့်အခါဇင်ဟာမြေကြီးပေါ်မှာဒူးထောက်နေပြီးသူ့ရဲ့ရှေ့မှာမိခိုးမဲရောင်အဝတ်ဟောင်းတွေဝတ်ဆင်ထားတဲ့အယိုးစုတစ်စုကိုတွေ့ရသည်ငါပြန်ရောက်လာပြီဟုဇင်ရဲ့ပါဇက်ကနေမိမ့်မတန်စိမ့်တတန်နဲ့ပြောလိုက်သည်ဒီကျိန်စာဆက်ရှင်တန်နေမယ်ចောင်းသားတွေထွက်ပြေးရန်စ조사ကြတော့လဲတကားတွေဟာသူတို့ရှေ့မှာအလိုလျောက်ပိတ်သွားကြသည်အိမ်ဟောင်းထဲမှမိခိုးမဲရောင်အလင်းတန်းတွေထွက်လာပြီးသူတို့ကိုဝိုင်းရန်လိုက်သည်နောက်ဆုံးမှာအိမ်ဟောင်းထဲကအားလုံးသောအတန်တွေပျောက်ကွယ်သွားသည့်နောက်နေ့မနက်မှာကျေးရွာသားတွေဟာအိမ်ဟောင်းပြက်ရှိရာသို့ရောက်လာကြတော့လဲဘာမှမတွေ့ရတော့ခြေတို့သောကျေးရွာရဲ့သမိုင်းမှတ်တမ်းတွင်နောက်ထပ်မှတ်ချက်တစ်ခုထပ်မံဖြည့်ဆွတ်ခဲ့သည်မာယာရှင်ရဲ့ကျိန်စာဆက်လက်ရှင်သန်နေစေသူခန္ဓာကိုသိရှာဖွေနေစေဟုတ်ကဲ့ပါပရိသတ်ကြီးများရှင်ဇလန်းလေးကပြီးဆုံးသွားပါပြီနောက်နေ့တွေမှာထပ်တွေ့ကြမယ်ကောင်းသောနေ့တွေပိုင်ဆိုင်နိုင်ကြပါစေရှင်